free side pattern တွေဆိုတာနဲ့အပွား line လို့မြင်ပြီးတော့ဒီအပွား line တွေမှာထောက်မထည့်ပဲနဲ့ချုပ်လို့ရလားဆိုပြီးတော့တော်တော်များတွေးနေကြမယ်လို့ထင်တယ်ပေါ့နော်အမဒီနေ့ခွဲပြီးတော့ပြပေးမှာပါလဲဆိုတော့တော်တော်များများက free style fashion ဆိုတာနဲ့အင်ကြီးပွားကြီးချုပ်ဝတ်ကမယ်အင်ကြီးအပွား line လို့ထင်တတ်ကြရတော့တကယ်တော့မဟုတ်ပါဘူးเนาะ free style fashion ဆိုတာမောင် international ကိုတီးသန့် fashion တစ်ခုအနေနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်ဒီ free style fashion တွေမှာဆိုလို့ရှိရင်အင်ကြီးကိုပွားကြီးနဲ့ဟိုလိုမျိုးကြီးမတော်တဲ့ပုံစံမျိုးတွေလုပ်တဲ့ fashion မျိုးမဟုတ်ပဲနဲ့ free style ဆိုတဲ့ဝတ်လိုက်တဲ့အချိန်မှာလွတ်လပ်ပေါ့ပါပြီးတော့ဝတ်ထားမှန်းဝတ်ထားတယ်လို့မခံစားရလောက်အောင်ကိုတက်တာဖြစ်နေတဲ့ fashion တွေကိုခေါ်တာပါအဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်ရောထောက်တွေအသုံးပြုရတာပေါ့ဘာကြောင့်လဲဆိုတော့သူ့ဘာသူအပွားလိုက်မကလို့ဘာလိုက်ပဲဖြစ်ဖြစ်အင်ကြီးဆိုတာရင်နေရခါနေရတင်နေရဆိုတာရှိနေပြီးသားဖြစ်တဲ့အတွက်ကိုကအောက်ပိုင်းကိုပေါ့နော်ရင်ကနေအောက်ပိုင်းဒဲအစိမ့်ပြီးတော့ပွားတယ်ဆိုရင်တော့မှရင်နေရလေးကိုသူ့နေရနဲ့သူပေါ်လွင်အောင်လို့ထောက်ကလေးရအသုံးပြုတင်တယ်ပေါ့နော်ဒါကြောင့်မလို့မအခုမကြခင်မှာဖွင့်လိုက်တော့မှဒီ FRB အတန်းမှာဆိုလို့ရှိရင်ဒီ free style fashion ကိုမှဖန်တီးကြရမှာဒီ free style fashion ကိုဖန်တီးပြီးတော့မှမတို့ဒီ span လို့ထည်မျိုးတွေเนาะအနှိမ့်ဆုံးပြောရမယ်ဆိုရင်တော့ span လို့ထည်မျိုးတွေဝါချီလိုင်းလို့ပုံစံ cotton လို့ပုံစံမျိုးတွေဖန်တီးရင်တော့မှတို့ထောက်တွေဘလို့အသုံးပြုကြရမလဲဒါမှသာလင်ကတင်ကောင်းတဲ့အင်ကြီးတစ်ထည်ကိုရမှာပေါ့ဟာလားကိုကဈေးနှုန်းတစ်ခုကိုအနှိမ့်လိုင်းသွားတယ်ဆိုပေမဲ့ဒီအနှိမ့်လိုင်းကလည်းကတင်ကောင်းတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖောက်တယ်ရတောက်လျှောက်ကိုရှိမှာပဲအမြဲဝယ်မှာပေါ့နော်အဲ့လိုမျိုးမဟုတ်ပဲနဲ့ကိုကအင်ကြီးအပွားဖြစ်ရင်ပြီးရောဆိုပြီးချုပ်ရောင်းတာမျိုးမဟုတ်ပဲနဲ့ကိုယ့်ရဲ့ကတင်ကိုတကယ်ကိုဦးစားပေးပြီးရောင်းမယ်ဆိုလို့ရှိရင်ဈေးကွက်တစ်ခုအနေနဲ့ကိုကဘယ်သူနဲ့မှရှင်စရာမလိုတဲ့တန်းတစ်ခုမှရှိနေမှာပေါ့နော်ဒါကြောင့်မလို့မကြခင်မှာဆိုလေဒီ FRB အတန်းမှာဆိုလို့ရှိရင်ဒီအပွား line တွေဒီ free style fashion တွေဆိုပေမဲ့ဒီထောက်တွေကိုဘယ်လိုအသုံးပြုရမလဲအဲထောက်တွေကိုဘယ်နေရာမှာဖျောက်ပြီးတော့ပြောင်းလဲပြရမယ်ဖျောက်ပြီးတော့နောက်ထပ်ဘယ်လိုပုံစံမျိုးတွေဖန်တီးကြမလဲဆိုတဲ့အပိုင်းကိုတေချာလေးlesson plan လေးတွေတေချာလုပ်ထားပေးတယ်ဒါကြောင့်မလို့ဒီ free style fashion ဒီ FRB အတန်းလေးရလည်းမကြခင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်ဒီတန်းလေးကအခုဆိုလို့ရှိရင်ဒီ promo သင်တန်းကြီးတွေကလည်းစပြီးတော့ပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကိုကဒီ video file လေးကိုကြည့်ပြီးအပ်တဲ့သူတွေအတွက်ကိုအထူးကြီးလေးတီးတန်းရှိတာဖြစ်တဲ့အတွက်မူရင်းသင်တန်းကြီးသသိန်းခွဲအကျက်အစားမှာဒီ video file လေးကိုပြပြီးသွားအပ်တဲ့သူတွေအတွက်ကိုအထူးကြီးလေးမှာတီးတန်းစီစဉ်ပေးထားပါတယ်အဲ့တီးတန်းစီစဉ်ပေးထားတဲ့ဥယျာလည်းဥယျာ50အတွက်ပဲတီးတန်းစီစဉ်ပေးထားတာဖြစ်တဲ့အတွက်အခုပဲသွားပြီးတော့ချက်ပေါက်မှာ FRB လို့ရိုက်ပြီးတော့သင်တန်းအပ်လိုက်တော့နော်